အခုဒီခါကျွန်တော်ကဒီကောင်ဒီ attitude E5540 နော်ဒီကောင်မှာ Jesse bio ကို UEFI bio ကို support ရတယ်နော်ကျွန်တော် UEFI bio မှုနဲ့ Chrome web flap ပြန်တင်မှာနော်ဒီနေ့ပြန်မယ်နော်ကျွန်တော်ခုတော့ apply နေလိုက်မယ် UEFI bio မှုဖြစ်သွားတယ်နော်ဒီနေမယ်after open မယ်secure put off ပေးထားမယ်နော်ကျွန်တော်ခေါ် UEFI bio post UEFI state device UEFI support တဲ့တိုင်းပို့ပြရတယ် extra Chrome ရ flat ကျွန်တော် Chrome ရ flat ဆိုရင်မှသူထပ်နေပြန်တယ်အဲ့ဒါဒီဟာဒီမှာရှိတဲ့အားလုံးဖြတ်မယ်ပြောရနော်အဲ့ဒါအားလုံးကိုကျွန်တော် HTML storage ထဲမှာဒီဆုံး copy ကူးထားဖို့လိုရနော်ဒီရည်တိုင်းရှိရဆိုရင်ဒီဒါအဲ့ဒီမိတာရှင်းကျွန်တော်အဲ့ဒီဒီရည်တိုင်းကိုမျိုး HTML storage ထဲမှာ copy ကူးရဖို့လိုရနော်အဲ့ပတ်ကောက်ရခေါ်နော် extra နဲ့ Chrome flatဒီပြောရနော်20 မိနစ်လောက်ကြာတော့ကျွန်တော်ခဏလေးဒီ snap over flag ကိုခဏ pass လုပ်ထားရမယ်နော်ကင်မရာနော် isolation copy ဖြစ်သွားရင်နော်နောက်ဆိုရင်ကျွန်တော်စက်ကို shut down ချခိုင်းရနော်ဒီကိုပေါ့ manual shut down ချရမယ်နော်ဒါတော့ auto shut down စက္ကန့်50ပြရတယ်နော်ဒီ manual ပဲကျွန်တော် shut down ချနိုင်မယ်ဒီ stick ကိုဖြုတ်မယ်နော်ညာပြီးစပ်ပြီးသွားပြီကျွန်တော်ပြန်ဖွင့်မယ် step ဖြုတ်ပြီးတော့စပ်ပြန်ဖွင့်မယ်ခွာဒါ Chrome web flag ကို UEFI ပို့ပေါ့နော် UEFI files မှာတင်တယ်ပေါ့နော်ပြရတယ်ကျွန်တော်ဒီ Chrome web flag ကဒီဂျန်နဲ့တော့ရပါတော့5ဂျန် second ဂျန် third ဂျန် fourth ဂျန်ပေါ့လို့ဂျန်နဲ့တော့ယူဟိုကျွန်တော် Windows 10ဆိုရင်လည်းလေးရပါတော့ Windows 10ဆိုရင်တိတ် support မလုပ်တော့ရပြကျွန်တော်ဒီလိုမျိုးတင်ရရနော် Chrome web flag တင်လိုက်ရတယ်အဲ့ဆိုတော့ကျွန်တော်ဒီကတာမန်ကျွန်တော်ဟိုကေတုံး browser လောက်တာဟောလို့ရပါနော်ကျွန်တော်ခဏနဲ့ Wi-Fi ချိန်လိုက်ဒီ Wi-Fi ချိန်ပြရတယ်မှာနော်ကျွန်တော် 4% use Google account နဲ့မှာဒီနော် browser ကလေးရ browser ကနေ email ပြနော်မောပြလိုက်အဲ့ဒါ gas ကောင်းနော်ဒီနော်ဒီမှာ file ရှိတယ်ကျွန်တော်ကြည့်လို့ရတယ်နော်ဒီထဲမှာခဏပဲစမ်းမလားပါစမ်းလို့ရတယ်နော်အဲ့ဒါပဲ Chrome web
gas ကောင်းနော်ဒါဒီမှာ chrome ပို့လေးပါလည်းပါတယ်ဒါပြန်ထွက်မယ် sign out နော်ဒီမှာ easy gasဒီမှာပေါ့ passing you is so for ဒီမှာ skin နဲ့ယူရနော်ခဏလေးဆိုဒီအဲ့မှာအစလောက်ရအောင်ကျွန်တော် skip လုပ်လိုက်မယ်နော် and next ဒီကောင် cloud flag ကကျွန်တော် VM မှာတင်နေအောင်နော် VM မှာတင်လို့မရတော့ကျွန်တော်အဲ့ဒါကျွန်တော် stand ထောင်ပြီးတော့ tutorial လုပ်ပြီးရပါနော် VM မှာဆိုကျွန်တော်တင်လို့မရအောင်ကိုကျွန်တော်အကောင့်ဝင်ရမယ်နော်ခဏလေးအခုရပြီလားကျွန်တော်မှာ file GB ကောက်ဝင်ရပြီနော်ကဲပါနော်ဒီရမယ်နော်ကျွန်တော်အစ continue နော်အစ continue ကြည့်ပါဒါတော့ကျွန်တော်ဟောလိုက်အချင်းဖြုတ်လိုက်မယ်နော်ဇင်း use ကိုအကောင့်ပေါ်ဆောက်ထားလိုက်ဒီဒါကျွန်တော် skip လိုက်မယ်နော်ခဏဆောင်ရတယ်နော်ခဏပတ်လို့ကဲရမယ်အခုဘောဇက်ကမ်းချင်နေဂျင်မီစမဂျင်မီအေးရမှာလို့ရဲ့ဂျင်မီအေးရနေပြမယ် next name အဲ့ဒါကျွန်တော် skin နဲ့ရတယ် slash display size dashboard အားလို့နော် advanced coding နဲ့ပဲကျွန်တော်ဘာလို့လဲဆိုတော့ခုနကကျွန်တော် byte တန်မှာဒါတက်တန်ယူပြမယ်နော်ဆိုတော့တက်တန်ဖြစ်သွားပြီ just တက်တန်
တက်တန်းလေးတက်တင်ဖြစ်သွားရင်ဒါတူကြီးကျွန်တော်ခေါ်မှရတဲ့အတ္တိဖြစ်နေတယ်နော်ဒီကောင်ကဒီ jelly e5 ကိုရပြီးရှိခေါ်ဝတ်တိုင်းတော့ဒါခေါ်ဝတ် plan နဲ့ chrome ပို့ဖြစ်သွားတော့ပါရတယ်မှာ YouTube ရေးပါမယ် chrome WhatsApp ပါမယ်နော်ကျွန်တော်ရဒီမှာ WhatsApp friend လို့ပါဒီကောင်ကကြတော့ကျွန်တော် key shortcut ပါ Chrome ဒီတုံးမဲ့ key shortcut တွေပါဒါကစီ app ကိုဘယ်လိုဖွင့်ရမလဲပေါ့ဒီကြတော့ကိုဖွင့်ရမယ် key နော် Chrome shortcut တွေတော့အဲ့ဒီ control B direct drop ကိုဘာတော့ပြတယ်ပြီး custom လုပ်ရရတယ်နော်ကျွန်တော်ဘာပြချင်လဲဆိုနော် Gmail နဲ့ Gmail ရဲ့ပါမယ်လို့တရားပြောနော် Gmail ရဲ့ပါတယ်ရပြီနော်ကျွန်တော်ရထားပြတာ Gmail ရဲ့လို့တော့ဒါတော့ Chrome web flag ကို UEFI files နဲ့တင်တာပေါ့နော်အင်းစကားကြတော့ Delete E540 ပြီးတော့ဒီကောင် 4K HDR 900K မှာတင်ပြတာနော်